မျိုးသမီးဖြစ်သူဟာသတိမေ့မျောနေတဲ့သူမရဲ့ခင်ပွန်းနိုးလာပြီလို့ထင်ခဲ့ပေမဲ့သူမကိုပွေ့ဖက်ထားတဲ့သူဟာသူမခင်ပွန်းရဲ့ညီဖြစ်နေတာကိုသိလိုက်ရပါတယ်ပိုပြီးထိတ်လန့်မှုကောင်းတာကအဲ့ဒီအမျိုးသားဟာသူ့ကိုယ်သူမရဲ့ခင်ပွန်းလို့မှတ်ယူနေခြင်းပါပဲအမျိုးသမီးဟာဘေးကကုတင်လိုက်ကာကိုချက်ချင်းဆွဲဖွင့်လိုက်ပါတယ်ဆေးရုံကတင်ပေါ်မှာလဲလျောင်းနေတဲ့သူ့ရဲ့အကိုဖြစ်သူကိုမြင်လိုက်ရတဲ့အခါထိုအမျိုးသားရဲ့ခေါင်းဟာရုတ်တရက်ပြင်းထန်စွာနာကျင်လာပါတယ်လွန်ခဲ့တဲ့တစ်ပတ်ကတင်သူနဲ့သူ့အကိုဟာပင်လယ်လိုင်းတွေကြအားထဲမျောပါသွားခဲ့ကြတာပါသူ့အကိုဟာငါးဖမ်းပိုက်တွေနဲ့ညှိနေခဲ့လို့မလွတ်နိုင်ဖြစ်နေချိန်မှာသူကကဲဖို့သွားခဲ့ပေမဲ့နှစ်ယောက်လုံးရင်းနစ်သွားခဲ့ပါတယ်အမျိုးသမီးဟာဝိညာဉ်ကူးပြောင်းတာမျိုးကိုမယုံကြည်တာကြောင့်ဆရာဝန်တွေကိုချက်ချင်းစစ်ဆေးခိုင်းပါတယ်ဆရာဝန်ကတော့အုံနောက်ထဲမှာအောက်ဆီဂျင်ပြတ်လတ်မှုကျရှည်သွားတာကြောင့်သိမြင်မှုဆိုင်ရာချို့ယွင်းချက် cognitive impairment ဖြစ်သွားတာဖြစ်နိုင်တယ်လို့ပြောပါတယ်ဒါနဲ့ပဲသူမဟာခင်မွန်းရဲ့ညီအတွက်စိတ်ကျန်းမာရေးဆရာဝန်တယောက်ရှာပေးခဲ့ပေမဲ့ကုသမခုကချောချောမွေ့မွေ့မရှိခဲ့ပါဘူးထိုမျိုးသားကသူဟာသူမရဲ့ခင်မွန်းဖြစ်ကြောင်းနဲ့သူ့ဝိညာဉ်ဟာညီဖြစ်သူရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိနေတာလို့အခိုင်အမာပြောနေပါတယ်တနေ့မှာတော့အမျိုးသမီးဟာအိမ်ပြန်ရောက်တဲ့အခါခင်မွန်းဖြစ်သူအနှစ်သက်ဆုံးပန်းပင်တွေကိုထိုမျိုးသားကပြုပြင်နေတာကိုတွေ့လိုက်ရပါတယ်သူမကဒေါသကြီးနဲ့ကက်ကြီးကိုလူယူလိုက်ပြီးဒါတွေဟာသူမခင်မွန်းရဲ့ပစ္စည်းတွေဖြစ်တယ်လို့ပြောလိုက်ပါတယ်ပြီးနောက်သူမကသူ့ကိုရေချိုးကန်းနဲ့ဆွဲခေါ်သွားပြီးသူ့ကိုယ်သူဘယ်သူလဲဆိုတာကိုရှင်းရှင်းလင်းလင်းတိအောင်လုပ်ဖို့ပြောပါတယ်သူမကိုခင်မွန်းဖြစ်သူလို့ယုံကြည်လာအောင်ထိုမျိုးသားကသူတို့နှစ်ဦးစတင်တွေ့ဆုံခဲ့ပုံကိုအသေးစိတ်ပြန်ပြောပြပါတယ်သူပြောတဲ့စကားတိုင်းဟာသူမနဲ့ခင်မွန်းဖြစ်သူတို့ကြားကဖြစ်ရက်တွေဖြစ်နေတာကြောင့်သူမတုန်လှုပ်သွားပါတယ်သူ့ရဲ့ရိုးသားတဲ့မျက်လုံးတွေကိုကြည့်ပြီးသူမစိတ်လှုပ်ရှားလာပါတယ်သူ့ကိုယုံကြည်မိသွားမှစိုးရိမ်တာကြောင့်သူမချက်ချင်းထွက်ပြေးခဲ့ပါတယ်နောက်တစ်နေ့မှာတော့အယောင်းဝင်တဲ့တဦးစီကဖုံးဝင်လာပြီးသူမခင်မွန်းရဲ့အသင်းဝင်ကတ်ကိုအမျိုးသားတစ်ယောက်လာတုံးနေတယ်လို့ပြောပါတယ်။သူမအဝတ်ထဲဆိုင်ကိုရောက်သွားတဲ့အခါအဲ့ဒီလူကိုခင်မွန်းဖြစ်သူလို့ထပ်ပြီးမှားသွားပြန်ပါတယ်။သူမစိတ်ကိုပြန်ထိန်းလိုက်တဲ့အခါထိုမျိုးသားကရင်ထိုးလေးတစ်ခုကိုကမ်းပေးပြီးသူပြင်ထားပေးတယ်လို့ပြောပါတယ်။ထိုရင်ထိုးလေးဟာသူမခင်မွန်းကိုယ်တိုင်လုပ်ပေးထားတာဖြစ်ပြီးခင်မွန်းဖြစ်သူပဲဘယ်လိုပြင်ရမလဲဆိုတာသိတာကြောင့်သူမအံ့ဩမြင်တက်သွားပါတယ်။အဲ့ဒီအချိန်မှာရင်ထိုးကသူမလက်ကိုရှမ်းမိသွားပြီးထိုမျိုးသားကချက်ချင်းတွေးတိတ်အောင်ကူညီပေးပါတယ်။သူမခင်မွန်းနဲ့တစ်ထပ်သေးတူနေတဲ့ထိုအမြကိုသားကိုသူမဆက်ပြီးရင်မဆိုင်နိုင်တော့ပါဘူး။သူမအပြင်ကိုပြေးထွက်သွားရင်မတော်တဆချော်လဲသွားပါတယ်။သူ့ကိုစမ်းသပ်ဖို့အတွက်သူမရဲ့ဘယ်ဘက်ခြေထောက်မှာဒဏ်ရာဟောင်းရှိတယ်လို့လိန်ပြောလိုက်ပါတယ်။ဒါပေမဲ့ထိုမျိုးသားကသူမပြောတာကိုညှင်းဆိုလိုက်ပြီးသူ့ကိုစမ်းသပ်နေတာတွေရပ်ဖို့တောင်းပန်ပါတယ်။သူကသူမကိုပွေ့ထူဖို့ကြိုးစားပေမဲ့သူမကပါရိုက်လိုက်ပါတယ်။အမျိုးသမီးဟာဆေးရုံကိုသွားပြီးသတိမေ့နေစေဖြစ်တဲ့သူမခင်ပွန်းကိုကြည့်ကဒေါသတကြီးနဲ့ပါရိုက်လိုက်ပြီးနိုးလာဖို့ငိုယိုတောင်းပန်ပေမဲ့ဘာတော့ပြအမှုမှမရှိပါဘူးတကယ်တော့ထိုမျိုးသားဟာဆေးရုံခန်းအပြင်ဘက်မှာပုံနေရင်အမျိုးသမီးကိုစတွေ့ခဲ့တဲ့အချိန်တွေကိုပြန်တတိယနေတာပါသူဟာသူမကိုမြင်မြင်ချင်းချစ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူချစ်ခွင့်ပန်တော့မဲ့အချိန်မှာပဲသူမဟာသူ့အကိုရဲ့ချစ်သူဖြစ်နေတာကိုသိလိုက်ရပါတယ်အဲ့ဒီအချိန်ကစပြီးသူဟာသူမအပေါ်ထားတဲ့ချစ်ချင်းတွေကိုရင်ထဲမှာပဲမြုပ်နှံထားခဲ့ရတာပါအခုဖြစ်ခဲ့တဲ့မတော်တဆမှုအပြီးသူ့အကိုဘယ်တော့မှနိုးလာတော့မှမဟုတ်ဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ထိုမျိုးသားဟာသူ့အကိုနေရာမှာအစားထိုးဝင်ရောက်ပြီးသူမရဲ့ဘေးနားမှာနေထိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်